istighfar fine baya male number 1 gunare along ko Allah maaf lo lai me number 2 Allah jannat pe me chhaung myaung si sin ni de jannat number 3 rahmat ti pare mo ywa pe me number 4 Allah shi me ka chanoru ye pai sai ne ousa pisi ma barakat pe me number 5 Allah shi me ka tatami yarana mathon ka u so yin le tatami pe me number 6 Allah shi me khana ko ma in are ne ni de so yin le ari in are ko phie si pe me number 9ဘယ်မျိုးပဲရွာပေါ်မှာအလ္လာအဇာဘ်ချဟာဖို့ရှိလေအဲ့ဒီအဇာဘ်တွေကိုအလ္လာဖယ်ရှားပေးလိုက်မယ်နံပါတ်8ဂမ်လို့ခေါ်တဲ့ပူဆွေးမှုအားလုံးကနေအလ္လာလွတ်မြောက်မှုပေးလိုက်မယ်နံပါတ်9ခက်ခဲမှုတွေတောကတွေအားလုံးကနေအလ္လာလွတ်မြောက်မှုပေးလိုက်မယ်နံပါတ်10ဒူအာတွေကဘူလ်ဖြစ်သွားမယ်နံပါတ်17မိမိရဲ့ရွာမှာရှိတဲ့လူတွေကိုလည်းအလ္လာဟ်ရှင်ရဲ့ရိုဇီချီးမြှင့်တော်မူမယ်မဂျမူဇဝိုင်ကျမ်းမှာအဲ့ဒီဟာဒီသ်ကိုရေးသားထားတယ်အဲ့တော့ဂမ်နဲ့ပရိရှာနီနဲ့တူးတဲ့ထင်းနေမှာဂမ်ဆိုတာဘာလဲမုရှကီလ်ဆိုတာခက်ခဲမှုဆိုတာဘာလဲပူဆွေးတောကရောက်တဲ့တခါလေကြာရင်တချို့ပူဆွေးတောကတွေကလူတွေကိုဖင်းပြောလို့မရဘယ်သူမှဖင်းပြောလို့မရမိန်းမဆိုးတယ်လူတိုင်းဘယ်လိုလိုက်ပြောမှာလဲကိုမိန်းမစိုးပါတယ်ဆိုပြီးလူတွေကိုဘယ်လိုလိုက်ပြောမှာအဲ့တော့အဲ့ဒီအပေါ်မှာဆဘလောရအဲ့ဒီလူတွေလည်းပြောတယ်မိန်းမစိုးရင်လည်း istighfar ဖတ်ပြီးကြားစီဒါပဲနော်မိန်းမစိုးရင်လည်းသူတော်စင်ကြီးတယောက်လိုပဲကြားစီ istighfar ဖတ်အဲ့တော့တချို့ကိစ္စတွေကပြောလို့မရအဲ့တချို့ကိစ္စတွေကြပြောကြမလို့ပဲနဲ့ပေါ်နေတယ်တချို့ကိစ္စတွေကြအခက်ခဲဖြစ်နေတယ်အဲ့ဒါကြတော့ mushkil အခက်ခဲလို့ခေါ်တယ်တောကလို့ခေါ်တချို့တောကမျှဝေလို့ရတယ်တချို့တောကမျှဝေလို့မရဘူးအဲ့တော့မျှဝေလို့ရတဲ့အရာပဲဖြစ်ဖြစ်မျှဝေလို့မရတဲ့အရာပဲဖြစ်ဖြစ်သိပြီလားအခုလူတယောက်ကစီးပွားရေးအခက်ခဲဖြစ်နေတယ်အာကပတ်စံအစဉ်ပြေးတယ်ဇကာတ်တရားပဲဖြစ်ဖြစ်ဆတ်ကာရပဲဖြစ်ဖြစ်ဒီလိုပဲဖြစ်ဖြစ်ချီးပြီးတော့ပဲဖြစ်ဖြစ်သူ့ထုတ်ပေးလိုက်သူ့အခက်ခဲပြေးလေသွားတယ်နောက်လူတယောက်လည်းပူဆွေးတောကဖြစ်နေတယ်ငိုနေတယ်လူနှစ်ယောက်အတူတူတိုင်ပြီးငိုနေတာတယောက်ကစီးပွားရေးအစဉ်မပြေလို့အရင်ကြီးမရှိလို့ရှုံးသွားလို့ခပိုက်နိုင်သွားလို့ပျောက်သွားလို့ခမည်းအကူညီလိုက်သူကမျက်ရည်တိတ်သွားတယ်နောက်တစ်ယောက်လည်းငိုနေတယ်ခမည်းသွားမိတယ်ဘာဖြစ်လို့လဲကျွန်တော်အဖေတည်သွားလို့ဆိုငါဝင်လုတ်ပေးမယ်လို့ပြောလို့မရအောင်ခေါင်းရိုက်ခွဲခဲ့သူ့ရဲ့ပူဆွေးတော့ကအဝင်ပြီးတော့ဘာနဲ့မှဖြေဖြောက်ပေးလို့မရဘူးအဲ့တော့ဖြေဖြောက်လို့ရတဲ့ပူဆွေးတော့ကရှိမယ်ဖြေဖြောက်လို့မရတဲ့ပူဆွေးတော့ကရှိမယ်အားလုံးကိုအလ္လာဟ်ရဲ့ထံမှာ istighfar ဖတ်ခြင်းအပြင်ဘာလို့ရမှာလဲတောင်းရမယ်အဲ့တော့ istighfar ဖတ်ရင်အဲ့ဒီအကျိုးကျေးဇူး12ခုရမယ်အင်ရှာအလ္လာဒူအာလည်းကဘူလ်ဖြစ်မယ်ကျွန်တော်တို့ရဲ့အဲ့တော့ istighfar ကိုများများဖတ်တဲ့အကျင့်ဒီနေ့နေစပြီးတော့လို့အနည်းဆုံး300ဖတ်မယ်အနည်းဆုံးအစတဂ်ဖီရုလာအစတဂ်ဖီရုလာဆိုဘာမှမကြောက်အဲ့လိုမဟုတ်အချိန်မရဘူးဆိုအစတဂ်ဖီရုလာအပြည့်ဖတ်